ကျန်တဲ့ကောင်နဲ့ဆိုင်လို့ရှိရင်ကန်ကောင်းတွေကိုပို့ပြီးတော့မှတန်ရုံးစင်ဖြစ်တယ်ပဲနော်ဘာလို့သူ့မှာအဲ့လိုပို့ပြီးတနာသွားလဲဥစဉ်မှာအကြောင်းရှိတာဗျာလောကကြီးမှာအကြောင်းမရှိပဲအကျိုးတော့ပဲဖြစ်ပါမလဲတကားလေးရဲ့အကြောင်းတော့ရှိတာပေါ့ဒီကောင်နဲ့ဦးစင်းနဲ့ကဘဝတူတွေလေအပေခံတွေပေါ့ခင်ဗျာဒီအကြောင်းတွေကိုပြောပြရတော့မယ်ဆိုရင်ဦးစင်းရဲ့ငယ်ဘဝကနေစပြီးပြောပြရတော့မှာပေါ့ဒီလိုတကားလေးရဲ့ကံကောင်းလေးကိုဦးစင်းစားတွေ့တဲ့အချိန်တော့တရွာလုံးကဝိုင်းပြီးပြစ်ပယ်ထားတယ်ပေခံတယောက်နေနဲ့စားတွေ့တာဦးစင်းရဲ့ငယ်ဘဝကလည်းကံကောင်းလေးလိုပဲဦးစင်းကလေးဘဝတော့ကဦးစင်းတို့ရဲ့မိသားစုကိုတရွာလုံးကဝိုင်းပြီးပြစ်ပယ်ထားခဲ့ကြတယ်ဘာလို့လဲဆိုတော့ဦးစင်းရဲ့အဖေကမုတ်ဆိုးမှဒီရွာမှာနာမည်ကြီးရက်ဆက်ကြမ်းတမ်းပြီးတော့လက်ဖြောက်တဲ့မုတ်ဆိုးကြီးပြန်လာပြီးမှတောင်းဆောင်ယူနေမိလာတယ်အေးဟုတ်လားကောင်းတာဗောဟာဟဲ့အောင်စားသူဘာကြည့်နေလဲဓာတ်ယူခဲ့လေမဲပြတဲ့ဓာတ်ဟဲ့အောင်ဟုတ်အောင်စားသူဓာတ်ယူလာကြားလိုက်လားမြင်လာလေကွာလာပြီဖေးရလေဒီဓာတ်လေးယူခိုင်းတော့ကြားလိုက်တာပြပြရဒီကလည်းခွဲပြီးကြက်တက်လေးပြန်ကင်းပေးသားပါအာတမင်းမစားခင်တော့လည်းတစ်ခွက်လောက်မြည်လို့ရုပ်ပြန်ကဲမြန်လုံးစမ်းပါအေး